မင်္ဂလာပါဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေနော်ဘိုင်ရဲကိုပြန်လာမြန်ဘိုင်ကိုတကြောင်အားလုံးပြောဆင်းပါစေကျောင်းကိုဘိုင်စုဝင်ကောင်းတောင်းလာတယ်ဗျာဒီကျွန်တော်တို့ဒီဘက်မှာပေါ့ဒါမီဒီယာထဲမှာဆိုကျော်စိုးပြောရမယ်ကျော်စိုးကအခုကတော်တော်ကိုသူက10လီတော့ကဘာတော်တော်ကြော်သွားတာဗျာကျော်စိုးကဘာဖြစ်လို့ဆို PDF အုပ်စုပေါ်မှာဖက်နဲ့စီးပြလိုက်တာတော့တောင်းတောင်ကနေတို့မြင်းမြတ်တို့တောင်ဒါလိုက်မမီတော့တဲ့အနေထားလို့ဖြစ်သွားပြီပြည်သူတို့ဟိုနေဗာလဲစီသူဘွဲရတာတို့မအိနာကျော်စင်တို့ဟိုဒါအလင်းကကျော်စော်ဘွဲရတာဆိုတော့သူကြော်ပြီးတော့လုံးဝအဲ့ဒီတရင်တက်ကိုကြော်ပြီးအုပ်သွားတာတော်တော်ကောင်းတယ်။ဘာလဲဆိုတော့ကျော်စိုးဖက်နဲ့စီပြလိုက်တဲ့အုပ်ကုပေါ်မှာဖက်နဲ့စီပြတာဒါလေဆွဲပြောလာတာဒီကိုကျွန်တော်တို့အတူတူနားထောင်ကြည့်ပါဗျာနော်။လေဆွဲဘာတွေဖြစ်ပြောတာလဲဆိုတာသူနားထောင်မယ်။တော်လိုင်းအင်အားစုတွေနဲ့ဒါစစ်ကောင်စီနဲ့တော်လိုင်း9နှစ်တာတောတွင်းမှာဘယ်လောက်ထိကွာခြားမှုရှိသွားပြီလဲဆိုတာအောင်စစ်ကောင်စီလော်ဘီတရားရဲ့လုပ်ရက်ကိုကြည့်ချင်းအားဖြင့်တည်နိုင်တာပေါ့။ဘာဖြစ်လို့လဲဆိုရင်9နှစ်တာကာလကြာလာတဲ့အခါမှာစစ်ကောင်စီရဲ့ဒေတာကုတ်ကဲရေးမှုတွေတိုင်းမှုတွေစစ်ကုတ်ကဲရေးမှုတွေဒူးထောက်အညံ့ခံလမ်းဘေးမှာအလောင်းတော်ပြန်မရပဲတည်နေတဲ့အချိန်မှာတရုတ်အားကိုနဲ့ကျန်ရတဲ့နေမြေလေးတချို့တွေကကြာဆုံးပြီးသား PDF အလောင်းတွေကိုကြာဆုံးပြီးသား PDF အုပ်ကူပုံပိကူဖိတ်ဗန်တွေပေါ်မှာဖက်နှက်စည်းပြပြီးတော့မှဟိုဂုံယူဝင့်ကြွားနေတာတမန်နေဒီတေတော့ညနေခုံစစ်စီမှာတော့တမန်လည်းစပြီးတိုက်ဝဲတွေတိုက်နေတာမှာကျွန်တော်တို့တိလာတယ်ပေါ့တိလာခြင်းမှာတမန်သားတွေတော်တော်များတော်တော်များကိုဟိုဒါဆွန့်လွတ်ခဲ့ရတယ်အသက်ခံတာတွေတော်တော်များဆွန့်လွတ်ခဲ့ရတယ်ဒီတော်တော်ဆိုဒီဘူးတလင်ကစ်ဆိုတဲ့ယာနဲ့ကြီးစစ်ကြောင်းတော့ပြုတ်တာတွေတွေ့ရတယ်တော်တော်များများတိုက်ဝဲဒီမှာတမန်သားတွေဝမ်ဝပိတ်ဆို့ခံရတယ်ပြီးသွားလို့ဆိုလို့ရှိရင်ဒါစားနေရိတ်ခါတွေစားနေရိတ်ခါတွေလည်းပြတ်တောက်ပြီးတော့မှဒါပြည်သူစစ်ရွာတွေအားစတာတော်တော်များများသူတို့တော်လိုင်းဘက်ကဆိုတဲ့ပုံကိုယ်တွေကအကြမ်းဖက်ဆိုတဲ့ပုံကိုယ်တွေကစီးနေနိုင်ခဲ့တယ်တေတုံညာနဲ့ခေါ်ပထမလိုင်းရောဒုတိယလိုင်းရောသူတို့ခေါ်တဲ့ line တွေပေါ့နော်အဲ့ဒီချိန်မှာတက်မတော်သားတွေပေးဆက်ခဲ့ရတာလည်းတော်တော်များတယ်နေရာနေပြီးဒီဆွန့်လွတ်ခဲ့ရတာများတယ်တက်မတော်ထောက်ခံတဲ့သူတွေတော်တော်များများကိုဒလန်ဆိုပြီးတော့တလိမ့်ဆန်ခွေးစစ်ခွေးတို့ဘာလို့ညာပြောဆိုပြီးတော့မှဒီကောင်းတွေစီရေးအတားကြီးရနေတဲ့အချိန်မှာပြည်သူတွေဆိုလို့ရှိရင်ဒါတက်မတော်ထောက်ခံတဲ့ပြည်သူတွေဆို level ဖြတ်တတ်တာနဲ့အမျိုးမျိုးတန်တီးပေါင်းလုံးကိုမယိုးအောင်တတ်ကြတယ်တယောက်နဲ့တယောက်တစ်မျိုးမယိုးအောင်တိုင်းတော်လက်နက်ကင်ဘောင်းဆောင်ကလည်းပဲတယောက်တစ်မျိုးမယိုးရအောင်လို့ကိုဒါတက်မတော်ထောက်ခံတာနဲ့တတ်တမ်းတော်ကိုကောင်းကြောင်းလေးပြောတာပဲဖြစ်ဖြစ်တမ်းတော်ရဲ့ထောက်ခံတာပဲဖြစ်ဒီကုန်းလေးမျိုးစုံတက်ကြတာမျိုးစုံတက်ကြတော့ဒါဒီဘက်ကြတော့ရေရှည်ကြတော့သူတို့ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုတိုင်းပြည်ထဲမှာရှိတဲ့လူတွေကမြင်လာတယ်ဖျားလေးဇီတီလေးကြောင်းကံပစိုးလေးပြက်စီးတယ်တရားပြီးခဲ့တဲ့အခါတော့ဆိုတော့မှဒါလူတိုင်းသိပါတယ်အိန္ဒိယနဲ့မြန်မာချစ်ကြီးဆရာတော်တွေဘာညာပြန်မေးဆွဲတယ်ဒါအများကြီးပဲဖြစ်စေနေအကြမ်းဖက်မှန်သိတာတော့ကြာတော့ပြည်သူတွေကယွန်ရှာလာတာရှိတယ်ပြည်သူတွေမှာဆိုပဲကျွန်တော်တိုင်းသူပြည်သားတွေယွန်ရှာလာတာရှိတယ်တမန်တော်ထောက်ခံနေတဲ့သူတွေကပို့ဆိုးသွားတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေဒလန်ဆိုပြီးတတ်တယ်စုကြီးငွေထုတ်လိုက်ဒလန်ဆိုပြီးတက်လိုက်ဘလူးလဲအနားရောက်လာပြီးတော့တက်ကြဖြတ်ကြမှလည်းမသိဘူးတောင်းတော့တက်နေကြကိုမင်းတို့လည်းဒါလည်းပဲဖြတ်ပြီးတက်ခံတာပဲအမျိုးမျိုးပေါ့ဒါနာမည်နဲ့ထင်ပေါ်နေတဲ့သူတွေဆိုလိုက်တက်တာတွေလည်းအများကြီးတွေ့လာတယ်အခုအဲ့ဒီຢာတွေကပြီးသွားတဲ့အခါကျတော့တမန်ဘက်ကလည်းတောက်လျှောက်တိုက်လာတာရှိတယ်ဒါတရုတ်အကူကြီးပဲဖြစ်တရုတ်ကူကြီးဆိုတာကဒီကောင်တွေကသူတို့ထင်တာအမှန်ကတရုတ်ကိုကူကြီးတောင်းတရုတ်ကူကြီးနဲ့ဆိုတရုတ်ကစီးရကူကြီးတာမဟုတ်အဲ့ညာလေးပြက်စီးမှဆိုလို့ဒါတမန်နဲ့ညှိနှိုင်းနေတာတမန်ကချလို့ဆိုရင်အဲ့ညာလေးအိုးအိမ်နဲ့အသက်တွေတေကုန်ကြမှာပြက်စီးတော့မှဆိုတော့တမန်ကဒါတဏှာညာတာလို့ဒါကိုသူတို့ကိုထိမ့်နဲ့လောက်တာနေမို့ဆိုလို့ရှိရင်ဒီကိုကန်းတို့ကိုနေပလောင်ဟိုးပါကိုတွက်ကြည့်ပါမိုးကုတ်တို့ပါဆိုတကယ်ရန်နာထွက်တဲ့နေရာလေးမိုးမိတ်တို့ဘာလို့ဒီကိုစုပ်ပြေးရတာမခံနိုင်တော့တို့မျိုးတုံးတော့မှဆိုတာတိတဲ့တော့အကုန်လုံးစွန့်လို့ပြီးတော့ထွက်ပြေးရတာရှိတယ်ဒီလောက်ယေသနာတွေရနေစားဒါတော့ဒေါ်လာတစ်နှစ်ကိုတန်းနဲ့ချီတန်းပေါင်းရတာထားလိုက်ပါတော့ဟိုတန်းနေပါတွက်ပြမနေတော့ပါဘူးနော်နည်းရတဲ့ငွေကြေးမို့တော့ဘာဖြစ်လို့သူဆွတ်ခွာလဲပြီးတော့သူတို့ပြောလိုက်တယ်လက်နက်ရဲ့အကျွေးကဒေါ်လာဘီလီယံနဲ့ချီပြီးအကျွေးတွေတင်နေပါညာကြီးပြောလာတာအဲ့တော့တိုက်ကြတယ်ခိုက်ကြတယ်တက်ကြတယ်ဖြတ်ကြတယ်အဲ့ဒါကိုတန်းတော်ကသူတို့တွေဆုံးရှုံးမှုတွေဖြစ်ပြည်သူတွေဂျားတွေကတိုင်းသူဒေသခံပြည်သူတွေအိုးအိမ်တွေပျက်စီးဆုံးရှုံးမှာဆိုလို့တန်းတော်ကဒီတရုတ်ဘက်နဲ့ညှိပြီးတော့မှတက်တော်တာဖြစ်အောင်သူတို့လှုပ်ပေးတာတရုတ်အားကိုနဲ့ရွယ်ပြောနေ
တမ်းမတော်ကနိုင်ငံအစီရှိတဲ့တမ်းမတော်လေးမလုံးချင်လို့မလုံးတာပဲရှိတာတနာလို့ညာနေပေးတာပေါ့နော်ဒါမျိုးရှိတယ်အဲ့ဒါကိုသူကနေပြောချင်တာတရုတ်ကဟာကိုယူပြီးတော့ပဲတမ်းမတော်နိုင်တယ်အရင်တော့တကယ် drone လည်းနဲ့ drone ကလည်းပို့ပြီးတော့တစ်ဆင့်တာသွားတာပါဗျာဒီလေချောင်းမှာအဓိကတော့လေရင်ပေါ့လေရင်ပြီးသွားလို့ဆိုလို့ရှိရင်ဒါ drone ကအဓိကဖြစ်တာပေါ့ပေါ်ကတက်လက်နဲ့တိုက်လို့ရသူတို့စပြီးတိုက်တော့စိုက်ရွေးဒုံးနေတရုတ်ပြည်ဘက်ကလာတယ်စိုက်ရွေးဒုံးတွေကနေပြီးမှတောက်ဆော့ဘုံသီးတွေချာအဲ့ချိန်မှာတက်မတော်ကလည်းအလက်ငိုက်ခံလိုက်တဲ့မှာတော်တော်များလည်းပါပါတယ်မပါဘူးပြောင်းဖို့ဖြစ်တယ်အဲ့ချိန်မှာလည်းဖြစ်နောက်ပိုင်းကျတော့တက်မတော်ကပေးဆက်ရင်းနဲ့ခံစစ်လုပ်ရင်းနဲ့ပဲဒီ drone နည်းပညာကိုပြန်ပြီးတော့ရတော့လိုက်ရောရတော့ပြီးတော့တင်တန်းနေနဲ့တောက်ဆော့လုပ်ပြီးတော့အခုချိန်ကျတော့ဒါ drone နည်းပညာကလည်းနံပါတ်1ဆရာဖြစ်နေဒါနိုင်ငံစစ်စော်ဆရာဖြစ်တာအခုတိမ့်ပိုက်ထားတဲ့နေရာမှာစစ်ကူတို့မတရားတို့ဒီမကုတ်သွားတဲ့လမ်းတစ်ကြောင်းလုံးမှာမကုတ်သွားတဲ့လမ်းတစ်ကြောင်းလုံးကိုဒါတက်မတော်ကပြီးခဲ့တဲ့ရက်ကမှတောက်ဆော့အကုန်လုံးတိမ့်လိုက်တာရှိတယ်ဘာတရုတ်ကူညီမှာပေါင်းဒါလိုက်ထိုးစစ်ဆင်ပြီးသွားလိုက်အဲ့ဒီနေရာမှာတော့တချို့တင်ကြိုင်းကုန်းတွေဆိုလို့ကျ PDF တွေသူတို့စုံမခဲ့တဲ့အချိန်တော့သူတို့တည်သွားတဲ့သူရဲကောင်းဘိမ့်မှာပုံစံမျိုးသူရဲကောင်းပုံစံမျိုးတင်စားကြတာရှိတယ်ဒါပေမဲ့သူတို့ဘက်ကတော့ဟုတ်ချင်ဟုတ်မှာဒီဘက်ကကျတော့ဒါအကြမ်းဖက်တွေပဲအကြမ်းဖက်တွေဒါထားစရာနေရထားစရာအကြောင်းမရှိဘူးဘာကြောင့်လဲဆိုတော့88တုန်းကပဲဖြစ်ဖြစ်ဒီအရေးခင်းနေဖြစ်တဲ့အချိန်မှာဆိုရင်ဒါရန်ကုန်ဘက်မှာဆိုလည်းဂုံးတရားတွေရှိနာလေးမှာမြောက်ကလာပဲဆိုမြောက်ကလာဂုံးတရားရှိနာမှာ9လမ်းဆိုတာရှိတယ်အဲ့9လမ်းထိပ်နာလေးမှာကြောက်တိုင်နေစောင်းအောင်ပြောမှမသိလို့ချင်းပဲဒါတကယ်အာဇာနီလို့ပါလို့နဲ့အဲ့လိုပဲပန်းနေပါညာချချက်လို့တဲ့တောင်းတော်ကလာတဲ့ဘောဇန်ထိုးအကုန်ချင်းအခုဆိုပြောင်းတလင်းခါပြီးဒီတိုင်းပဲအဲ့ချိန်နဲ့ဒါကတော့လုံရုံးလုံမြဲပဲကျော်စိုးကအဲ့တမ်းတော်ပဲထိုးစစ်ဆင်လာပြီးတော့မှနေမီရှင်းလာပြီးတော့အေဂျင့်နေတယ်ပြည်သူတွေကကြောင်းတက်တဲ့လူကတဲ့ဆေးရုံသူလုပ်တဲ့လူကသူကလည်းသူနေ့စဉ်တူကလုပ်ငန်းတွေစောင့်တာတွေလုပ်နေတယ်ဒီဘက်မှာတက်တော်ကရှင်းနေရှင်းတဲ့အချိန်မှာဒီအကြမ်းဖက်တွေထားရှိကြံရှိခဲ့တဲ့ဒီအုပ်ကူတွေပေါ့အဲ့ညမှာကျော်စိုးကဒါအောင်ဝက်ခံတယ်ပဲပြောပါတော့သူလည်းသူခံစားချက်သူရှိမှာပေါ့ဟုတ်တယ်လားအဲ့တော့အလဲကြရင်တော့လည်းမနှွဲကြနိုင်တော့ပေါ့အလဲကြတော့ဒါတော့စွပေးတာမဟုတ်ပါဘူးဒါပမာမူတည်ပြီးတော့သူတို့တွေအကုန်လုံးကထပြီးတော့လောင်ကုန်တာပေါ့လောင်တဲ့တဲမှာဆိုရင်ကျွန်တော်သိရှိတဲ့လောက်ဆိုရင်တစ်ဖက်ကကြတော့ဒီကျော်စိုးတို့ဒီပုံစံပြပြီးတော့စုချင်းငွေထုတ်တဲ့တတ်မဲ့ဖြတ်မဲ့ဘာညာပေါ့အဲ့ချိန်မှာပတ်စံကောက်ခံကြမှာပေါ့ဘလူကဘလောက်ထည့်ပြီးဘလူကဘလောက်ထည့်မလဲဘလူကဘလောက်ပဲဘလောက်ပေါ့နေငစီတို့ပဲဆိုဘတ်နဲ့သိန်းနဲ့ဟိုတစ်ဖက်လူမျိုးကျော်ပဲဆို900တဲ့သိန်း900တဲ့နောက်တစ်ခါဒီနိုင်ငံခြားဘက်ကကောင်းနေစုနေတာလေအိုင်ရက်တို့ပါတော့သိန်း100လို့သိန်း200သိန်းတော့ပေါင်းပြီးစုရောပေးတော့ဒီကျော်စိုးကိုရှင်းနိုင်လို့ရှင်းပေါ့ဒီလိုဖြစ်လာတော့လို့ဖြစ်တော့တော့ချိလိုက်တယ်ဒါတော့ရံများလာတော့မကောင်းဘူးပေါ့ဒါလေးကတော့ပြောချင်တယ်ဒါတော့ကျွန်တော်တတိပုတ်ကကျွန်တော်စိတ်နဲ့ကျွန်တော်ပြောပါရံများလာတော့မကောင်းဘူးပေါ့ဒါပေမဲ့တကယ်တည်းကြည့်ပြောင်းလဲ तू ကလောက်တာလဲဒီဘက်ကလည်းမမအောင်ရဟိုဘက်ကလည်းမဟိုဘက်တော့လည်းမိတော့လည်းပါတန်းတော့သားတွေပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်အဲ့မှာအယိုးကိုနေပါကြတာခွေးကောင်းတို့ဘာကြောင့်ကန်ကြောက်သားတွေလည်းရှိတယ်ရုံမှကျတိုင်းရုံမှကြတာဗျာအများဆုံးရှိတယ်ဒါတော့ကျော်စိုးကသူဖက်နှက်စီးတာလားတော့ရှိတာပေါ့နော်ဒီအုတ်ခုံပေါ်မှာပေါ့အဲ့ရောမှာသူတို့ထားပြီးတော့တောက်လျှောက်တီထတောင်းနေကြတာအကုန်လုံးတောက်ကပြပါလိုက်ညာအခုဒါကိုလေငဆွဲရသူထပြောတာဖြစ်တယ်နော်ပြောတဲ့အတိုင်းမှာသူပြောတင်လို့ချင်းတန်းတော်ရှုံးခဲ့တဲ့ချိန်တော့မရှုံးလားရှုံးခဲ့တာပေါ့သူတို့တာသွားတာဒီ drone လက်နဲ့တင်တာသွားအခုတန်းတော် drone လက်နဲ့ကိုသူတို့အရှင်လုံးမရတော့ဖွတ်စာပတ်စာကိုလိုက်နေတာနော်ဖွတ်စာပတ်စာကိုလိုက်နေတာဒါမျိုးလေးရှိတယ်အခုသူပြောရလေတော့ဆက်နားထောင်လိုက်ပါအောင်ဗျာကြည်တာရှက်စရာကောင်းတာအဲ့တော့ကြီးလေးပြေဆုံးတဲ့မြမတက်မတော်လို့ပြောတဲ့စစ်ကောင်စီရဲ့ဒေသကုတ်ကရေးမှုတွေတိုင်းမှုတွေစစ်ကုတ်ကရေးမှုတွေလမ်းဘေးမှာတေးနေတာဟိုတလုံးကမှဒါတေးထားတာနော်စက္ကရာမှုတယောက်လမ်းဘေးမှာတက်ဘော်ဒီတော့ပြန်မရပါဘူးစစ်ကောင်စီဘက်ကအဲ့တော့ကြီးလေးပြေဆုံးတဲ့တက်မတော်ကတေးကိုအာကိုနဲ့ပြန်ရထားတဲ့နေမြေတချို့တွေကကြာဆုံးပြီးသား PDF အုပ်ကူပေါ်မှာဖက်နဲ့ကြိုးချီရတာကိုဂုံယူနေရတဲ့အဆင့်ဆိုတာဘလောက်ကွာခြားချက်ရှိသွားပြီလဲဆိုတာကိုတွေ့နေတာပေါ့ကျွန်တော်တို့သူ့လိုလို့တော့မိုတီဖြစ်သွားတယ်ဒီလားဘာဖြစ်လဲဆိုတော့ငါတို့ကတော့ဘုံမှုဘိုးကြီးလောက်ဘိုးကြီးဘုံမှုလောက်တုတ်တင်ရှင်းလင်းရတာကိုအုံတော်ထဲမှာတိတ်မထဲတော့တဲ့အချိန်မှာကြာဆုံးပြီးသားရဲဘော်တွေလည်းအုပ်ကူပေါ်မှာဖနက်ကလေးတင်ရတာကိုပြောနေတယ်ဆိုတော့အဲ့တော့တော်ကွာသွားပြီပေါ့နော်တော်ကွာသွားပြီရှက်စရာကောင်းတာပေါ့နော်ဒါလည်းသူအတွင်းနဲ့သူပေါ့ကျွန်တော်တို့အတွေ့အကြလဲကျော်စိုးတို့ပါလို့ဆိုတာကဒါမီဒီယာကြီးလေဟုတ်တယ်မလားမီဒီယာတွေဘောပင်ကိုင်းတဲ့သူတွေဒါလိုင်းပေါ်မှာသူတို့သိရှိတဲ့သတင်းအကြောင်းအရာတွေကိုသတင်းတွေကိုသူတို့ပြန်ပြီးတော့မှ share နဲ့မျှဝေပေးတဲ့မီဒီယာအနေပေါ့နော်တနက်ကိုင်းတဲ့လူပေါ့ပေါ့သူကတနက်ကင်ထားတဲ့လူတည်တဲ့လူရဲ့အခုပေါ်မှာတနက်ကင်ပြီးတော့အကျန်းဖက်ပြီးတော့တည်တဲ့လူရဲ့သူ့ကျော်စိုးတင်နဲ့တက်တယ်ဆိုလို့ရှင်တော့ဒါတနက်အကျန်းဖက်လှုပ်ဆောင်ပြီးတော့တိုက်ပြီးဖြတ်စည်းသွားတဲ့သူပေါ်မှာ
သူတို့ပြည်သူတွေပေါ့ဒါကြောင့်ဆိုလည်းလက်နက်ကင်တာမဟုတ်ဘူးလေလက်နက်ကင်တာမဟုတ်တော့ပြည်သူပဲထုံတုံဆွဲရမှာပဲဟုတ်တယ်မလော်ဘီဆိုစစ်တပ်ထောက်ကန်တာသူကဘလူပဲထောက်ကန်သူက LID ပဲထောက်ကန်စစ်တပ်ပဲထောက်ကန်သူထောက်ကန်နေတဲ့လူကိုထောက်ကန်မှာဥမာဦးမြထုံးကိုပဲထောက်ကန်ဗိုလ်ချုပ်မူကြီးကိုပဲထောက်ကန်ဒါသူပိုင်းသူထောက်ကန်နေတဲ့လူထောက်ကန်သူတို့ပြည်သူဆိုတာတော့လုံးဝမလွန်မသေးသေးကြတယ်ဘာလို့လဲဆိုတော့သူလက်နက်ကင်ထားတဲ့သူတွေမဟုတ်ဘူးဘောပဲကင်ထားတဲ့သူတွေဒါကသူတို့မတင်တဲ့ချက်နဲ့ဒီလိုအားဒီနေရာကိုခြေထောက်နဲ့တက်နေနိုင်တယ်ဆိုတဲ့ကိုကဒါတက်မတော်ရဲ့နယ်မြေစိုးမိုးမှုဒါကောင်းလာလို့ဒါကျွန်တော်အနေနဲ့သုံးသက်ရမှာပေါ့ဟုတ်တယ်မတက်မတော်စိုးမိုးမှုနယ်မြေစိုးမိုးမှုတက်မတော်ရဲ့တိုက်ခိုက်တက်မတော်ရဲ့ထိန်းသိမ်းမှုရခိုင်နဲ့စားလို့ရှိရင်တော်တော်အားကောင်းလာပြီလို့ပြောမယ်ဒီလိုနေရာကြီးမှာဒီလိုမီဒီယာတယောက်ကတော့တွားပြီးတော့မှခြေထောက်နဲ့နင်းလို့ရတယ်ဆိုတာမျိုးဆိုတော့ဒါတက်မတော်ရဲ့ဂုံယူဝင်သားစရာထိမ့်သိမ့်နိုင်မှုလို့ပဲကျွန်တော်ပြောသူတို့ဘက်ကတော့ဒါတစ်မျိုးတွေ့ကြပါကျွန်တော်ဘက်ကတွေ့တယ်ဆိုဒါစစ်သားချင်းတနက်ကျန်တာတိုက်ဝဲတွေဖြစ်နေကြတယ်ဗျာတိုက်ဝဲတိုက်လိုက်လို့ကျွန်တော်မပြတော့ပါဘူးကျွန်တော်ပထမသတင်းမှာပြပေးလိုက်မယ်ဒါဟိုနေ့ကိုအေးတွေကိုဒါတက်မလို့ drone တွေနဲ့ချတယ်ပြီးတော့ခါကျသူအလောင်းတွေပြန်ဆွဲပြီးထပ်ပေးထားတယ်ပြီးရင်မိတကြိုပေးသေးတာเนาะဒါမျိုးရှိတယ်သူစောစောပြောတဲ့စကား30ဆိုတာကဒီ6လုံးစခန်းနဲ့ဒီဘက်6လုံး point ကုန်းနဲ့ဒီဘက်နဲ့ဂျားထဲမှာရှိတယ်အဲ့မှာသူတို့ပြစ်ခတ်ခံလိုက်ရတာဒီပါပေါ့ဗျာအဲ့ထားလိုက်ပါတော့အဲ့ဒါကဟုတ်တယ်တဦးသိသွားတယ်ပေါ့နော်ဒါကဘုံမူကြီးပေါ့ထားလိုက်ပါတော့ဒါတွေကတော့ပြောနေတော့မဟုတ်လားဒါတနက်ကျတိုက်ကြတယ်ဗျာတီကြရမှာပေါ့တနက်တိုက်ကြတာဟုတ်တယ်မလားသူတို့လည်းတောင်းတော်သားတွေလို့ဆိုရင်သူတို့ခေါင်းတွေလည်း6တောင်းနဲ့နေမှာပဲသူတို့ကလည်းတောင်းတော်သားတွေပဲသူတို့ကိုနေပြလို့ဆိုရင်တောင်းတော်သားတွေတော့လုံးတယ်မရှိပါဘူးအဲ့လိုရိုင်းတာတော့မတွေ့ကျွန်တော်တွေ့တဲ့ finding ဆိုသူတို့ကဆွဲတယ်ပြီးလို့ချင်းအလောင်းတွေပြန်ထပ်ပေးတယ်မီးရှို့ပေးတယ်တကြိုပေးတယ်ပြီးသွားရင်ကောင်းရမွန်ရောက်ပါစေဆိုပြီးတော့ဆူတောင်းပေးကြတာမျိုးတော့ကြောင်းတယ်သူတို့ဘက်ကဆိုလို့ချင်းဗာရိုင်းနိုင်တာမှရိုင်းပြီးပေါင်းစုံနဲ့ရိုင်းတာအခုကြောက်စိုးသွားလိုက်တယ်ဆိုတာကျွန်တော်တို့ရှင်းပြောလို့ရှိရင်ကျွန်တော်အနေနဲ့ပြောတာကြောက်စိုးကပြည်သူတယောက်ပဲဖြစ်တယ်ပြည်သူတယောက်ကနေမှတို့လိုအကြမ်းဖက်တယောက်ရဲ့အကြမ်းဖက်တဲ့အောက်ကိုမှဒါနေနိုင်သွားနိုင်လာနိုင်ပြီဆိုလို့ကျွန်တော်တက်မလို့ဆုံးမှုတော်တော်လိုအပ်တာတဲ့နည်းနည်းရောက်ရှိလာပြီကောင်းလာပြီလို့ပဲကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်။နော်ဒါသူပြောတဲ့စကားနဲ့စန့်ကျင်ပဲဖြစ်တော့သူတို့ကတော့သူတို့ဒေါ်လာရေးရတက်မလို့သူတို့ဒေါ်လာရေးရအရင်ကောင်းလာပြီးတော့တက်မလို့ဘက်ကဒီတီသုံးသွားတဲ့အလောင်းကိုမှသွားလုံနိုင်တယ်ဆိုတဲ့ပုံစံမျိုးဒါတက်မလို့ဘက်ကလည်းထုတ်တာမဟုတ်စစ်သားလောက်တာလည်းမဟုတ်အရက်သားပြည်သူကနေမှသူတို့စိတ်ခံစားချက်ရလောက်တာဖြစ်တယ်ပြီးတော့နောက်ပြောမှဆိုလို့အဲ့နေရာတွေကအရက်သားပြည်သူတွေသွားဖို့ဆိုတာကတော်တော်ခက်ခဲတဲ့ခဲနေရာတွေအထူးသဖြင့်ကြော်စိုးဦးတို့ဒီလိုမီဒီယာတွေတက်ထောက်ခံတဲ့လူတွေသွားဖို့ဆိုတာကနည်းနည်းအနေကြီးတဲ့နေရာတွေရောတွေ့ရတာမှဖြတ်ပါလိမ့်ပြဒီတိုင်းတော့တောက်ဖို့ဖြတ်ဖို့ဒီကောင်ကြီးပြောနေတာဟုတ်လားအဲ့တော့ဒါကောင်းတက်မလို့ဘက်ကနယ်မြေစိုးမိုးမှုအားကြီးတော်တော်ကောင်းလာပြီလို့ပဲပြောရမှာတချို့နေရာတွေတော့နယ်မြေစိုးမိုးမှုမရှိသေးတဲ့အခါကျတော့အဲ့မှာဒေသခံပြည်သူတွေကတော့လက်ရှိဒုက္ခရောက်နေရောက်ဆဲပေါ့နော်ဒီအဓိကတော့သိပါတယ်စကိုင်းတိုင်းတကွင်ဆိုလို့ရှိရင်မြကြီးနားတကွင်တွေကရခိုင်ပြည်နယ်တကွင်တွေကတော့ဒုက္ခရောက်နေရောက်ဆဲပေါ့ဒီနေရာတွေစိုးမိုးနိုင်မှာဒါတက်မလို့ကမိမိရဲ့တက်မလို့ဒါတယောက်ရဲ့တက်မလို့ရဲ့တာဝန်ကြည့်မယ်လို့ပြောမှာပေါ့ဟုတ်တယ်လားဒီနေရာလေးစိုးမိုးနိုင်မှာဒါတက်မတော်ကြီးရဲ့တာဝန်ကြီးပါပေါ့ဒီတိုင်းတော့တက်မတော်ကြီးရဲ့တာဝန်ကြီးတယ်မကြီးတယ်တော့ကျွန်တော်မပြောပါဘူးဗျာဒါပေမဲ့အားလုံးကိုပြန်ထိန်းသိမ်းနိုင်မှာတက်မတော်တာဝန်ကြီးမှာလို့ကျွန်တော်တို့ကယူဆနေပါလို့ဆိုတော့သူကကာကွယ်ရေးဝန်ကြီးဌာနဆိုဒါကိုကာကွယ်ရမယ်လုံခြုံအောင်လုပ်ရမှာပေါ့နော်အေဂျင့်တဲ့နေရာတွေကိုလည်းထပ်ပြီးတော့အေဂျင့်အောင်မေးကြတဲ့နေရာတွေထပ်ပြီးအေဂျင့်အောင်တက်မတော်ရဲ့စူးစမ်းအားထုတ်မှုမှာမူတည်တယ်လို့ပဲပြောချင်ပါတယ်အားလုံးတို့လာပြပါစေကြောင်းကိုစုမကောင်တောင်းပါတယ်ဗျာပါရဲကိုမျက်နှာနဲ့ပိုက်ကိုတဲ့ကြောင့်အားလုံးပြောစင်ပါစေကြောင်းကိုပါဤစုအောင်တောင်းပါတယ်ဗျာဒါဒီနေ့က9ရက်တလ2026ပေါ့နော်ဒါကျွန်တော်သိရှိထားတဲ့အကြောင်းအရာတွေကို share နဲ့မျှဝေပြီးမှဖြစ်ပါတယ်ဒီလင်းမျိုးရဲ့အနောက်ချမ်းမှာရှိတဲ့ညမှာအကြမ်းဖက်တိရှိတဲ့နေရာတွေကိုတက်မတော်ကဘယ်သူရှင်းလင်းတာရှိတယ်ဘယ်သူရှင်းတဲ့နေရာမှာအလုံး80နီးပါးလောက်60 80နီးပါးလောက်ပေါ့ဗျာဒါတက်မတော်ကအကြမ်းဖက်တွေကိုရှင်းလင်းနေတာကိုကျွန်တော်တွေ့ရှိရတယ်ဒီထိန်းသိမ်းမျိုးမှာရှိတဲ့တရားတို့နောက်တခါရွာတို့တောင်ဘက်ရွာတို့အနောက်ဘက်ရွာတို့ပြီးတော့ထလင်းရွာတို့နောက်တစ်ခါကျတော့တောရောင်းရွာတို့ထမ်းပင်ကုန်းရွာတို့ပုံနာရွာတို့အဲ့မှာရှိတဲ့အကြမ်းဖက်တွေကိုဒေသခံတွေကသူတို့နဲ့ရောချက်နေတဲ့သူတွေကတက်မတော်ကအခုလိုမျိုးရှင်းနေတဲ့ခါကျတော့ထွက်ပြေးကြတာမျိုးရှိတယ်ရှောက်တိန်ကြတာမျိုးတော့ရှိတယ်ဘေးလို့ရောက်ကိုရှောက်တိန်ကြတဲ့ချုပ်ပြည်သူတွေလည်းပဲချုပ်ကြမ်းဖက်တွေကလည်းပဲဒေသခံတွေနဲ့ရောရက်ပြီးတော့မှရှောက်တိန်နေကြတာကိုလည်းကျွန်တော်တို့တွေ့ရှိရတယ်ပြီးတော့မြို့နယ်ဒီကြောက်ထုမြို့နီးပေါ့ကြောက်ထုမြို့နီးမှာဆိုတော့ဒါတက်မတော်ကဘယ်သူရှင်းနေတာတွေ့ရတယ်နော်ဘယ်လိုရှင်းနေနေရမှာလဲပဲတော်တော်အလုံးကြီးများများဆဆကိုထုံတုံဆွဲနေတာကိုကျွန်တော်တွေ့ရတယ်ဒီရောဒေတာကတော့ဒါတက်မတော်ကအခုတလုံးမှာနေတိုင်းလိုဇက်တိုက်လေချောင်းကအရေးယူနေတာကိုကျွန်တော်တို့တွေ့ရှိရတယ်ဒီဆလင်းတို့စီပင်ကျုံတို့စိတ်ဖြူတို့ပေါက်တို့နောက်ကကံကောတို့မြိုင်တို့နတ်မောက်တို့ပြီးတော့ငဖဲတို့6တို့မင်းတက်တို့ဒါတက်မတော်ကလေချောင်းရအစီရရေးယူဆောင်ရွက်နေတာကိုကျွန်တော်တို့
ကြားသိရတယ်နော်တီလဲသိရှိရတယ်အဲ့ဒါမှာဘက်ဆိုလဲဒါဝန်ထမ်းအရာရှိတဲ့နေရာမှာတက်ဆွဲထားတဲ့တက်ကိုဒါမြင်းညံတရင်3ဆိုတာကအဲ့ဒီဘက်ကလာရောက်တိုက်ခိုက်တာရှိတယ်လာရောက်တိုက်ခိုက်တယ်ပြီးတော့အဲ့ဒီဝန်ထမ်းအရာတွေကိုမီးရှို့ပြီးဖျက်ဆီးသွားတာလဲကျွန်တော်တို့တွေ့ရတယ်နောက်ခါကျတော့တပ်မတော်ကနေမှအဲ့မှာစစ်ကူတွေလာပြီးတော့မှအဲ့မှာရှိတာလူအင်အားနည်းတဲ့အချိန်မှာလဲသူတို့လဲတစ်ပြက်ဝင်တိုက်တယ်တိုက်ပြီးတော့မှဝန်ထမ်းအင်အားတွေမီးရှို့တာစီးတာကိုတွေ့ရတယ်ပြီးတော့စစ်ကူရောက်လာတယ်သူတို့ထွက်ပြေးတယ်တိုက်ရင်3အကောင်နေဒီတချို့တေကြတယ်ဒဏ်ရာရရှိသွားတာကိုအကြောင်းတွေ့ရတယ်သူတို့ရဲ့အဓိကရွေးချက်ကဘာလဲဆိုတော့ဒီတောင်သားလို့ပါလို့ဆိုတော့သူမြင်းကြံကောင်တွေကအချိန်မျိုးဝင်ထွက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးချိုးတာတော့ရှိရတယ်ဒီချိန်မှာတေးတဲ့ကြကြနနာရှင်းလင်းမှဆိုလို့ရှိရင်တော့ပတ်စိတ်တိုက်ရှင်းမှဆိုတော့တော်တော်ကောင်းသွားမှာပေါ့နော်ဒီနေရာမှာဒီကောင်ကြီးလာတော့တဲ့ဆိုလို့ရှိရင် drone တွေဘုံတွေအကုန် ready နေတဲ့line မှာဆိုတော့အကြမ်းဘက်ကအများဆုံးရှင်းသွားလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့ယူဆတာပဲအကြမ်းဘက်ရှင်းမှလည်းတိုင်ညာအေဂျင့်မဲ့အနေထားရှိတာပြီးတော့ဂန်းကောင်မျိုးနယ်ပဲမှာဆိုလဲမြင်းသာကြီးရွာပေါ့အဲ့ဒီကိုတက်မလို့အဲ့တဲမှာရှိနေတဲ့ဖုံးကျောင်းပေါ့ဖုံးကျောင်းတဲမှာသူတို့ကလက်နက်တွေခဲရီရိတ်ခါတွေထားတာရှိတာတက်မလို့ကအဲ့နေရာတီးတန့်ကိုတော်ပေါ့အဲ့နေရာတီးတန့်ဘယ်သူရှင်းနေလိုက်တဲ့ခါကျတော့အကြမ်းဘက်တွေလက်နဲ့အဲ့ဒီထားတဲ့နေရာပေါ့အဲ့ရန်နေလက်နဲ့တွေထားတဲ့နေရာရိတ်ခါကိုတော်ရင်အဲ့ဒါဘီရှို့ပျက်စီးသွားတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်။မြို့နယ်မှာဆိုလို့ရှိရင်ညောင်ကုန်းရွာနဲ့မကြီးကုန်းရွာမကြီးကန်ရွာပေါ့အဲ့ဂျားမှာရှိတဲ့တောဆက်တောတဲတွေပေါ့အဲ့မှာတောတဲတွေဆိုတာကအကျန်းဖက်တွေစကန်လောက်ထားတဲ့တဲတွေပေါ့တောတဲမှာနေတဲတွေအဲ့ညောင်ကုန်းတောင်းတော့ကတရေတိကြရရှိမှုချီလို့ထင်မှလည်းတွားရောက်ပြီးတော့ဖေနှလုံးထုပြီးရှင်းလင်းတာကိုတွေ့ရတယ်။တွေ့ရတော့အဲ့မှာလည်းအကျန်းဖက်တွေစုဖွဲ့တဲ့နေရာတွေမှာတော်တော်များများပါသွားတယ်ပေါ့နော်တော်တော်များများပါသွားကြတယ်ပေါ့တီတာကြီးတာတော့မပြောတော့ပါဘူးဗျာနော်ဘာလို့လဲဆိုတော့သူတို့တဖြည်းဖြည်းနဲ့ကုန်ပြီးပါပြီကုန်တယ်အင်အားစုလိုက်တိုက်လိုက်အင်အားစုလိုက်တိုက်လိုက်ဖြစ်နေပြီးတော့ကြောင်မောင်းကြီးသွားမှာဆိုလိုက်ထုံဒီ၎င်းပဲဒီအကြမ်းဖက်စုဖွဲ့တဲ့နေရာကိုတမန်တော်ကဂျက်ဖိုက်တိုင်းနဲ့ဖေးထုရှင်းလင်းတာကိုကျွန်တော်တို့အဲ့ဘက်ကကြားသိရတာရှိတယ်အခုဆိုရင်အကျမ်းဘက်ကပြည်ဘက်မှာရှိတဲ့ရိုးဘက်နာမှာကတ်နေတဲ့အကျမ်းဘက်တွေတော်တော်များကသူမြို့လေးမြို့ကိုဒါတစ်ချိန်နဲ့တပြိုင်နဲ့ဝင်တိုက်တာရှိတယ်။နတ်တလင်းဘက်မှာဆိုဒီတောင်ညိုမြို့တည်ရဲစခန်းကိုပွဲကတယ်သူတို့ကလာတိုက်တာလာတိုက်တာရှိတယ်ဇီးကုန်းမှာဆိုလဲဒီဘောပင်ဆယ်ပေါ့ဘောပင်ဆယ်ဆိုလို့ချင်းမီးကောင်းဝင်ဘောပင်ဆယ်မှာဆိုလဲပဲဒီမီးကောင်းဝင်ပေါ့ရဲစခန်းအဖွဲ့ကိုပဲသူတို့လာတိုက်တာရှိတယ်။နောက်ကမင်းလာဘက်မှာဆိုလဲစစ်ကွင်းတာဆုံးရဲကင်းရဲတာဆုံးဖျားနီးမှာရှိတဲ့စခန်းရဲပေါ့အဲ့ဒါကိုလာတိုက်တာရှိတယ်လက်ဗဒန်းဘက်မှာလည်းတိုက်တာကိုရှိတယ်တိုက်တာရှိတော့အဲ့ဘက်မှာစစ်ကွင်းမင်းလာစစ်ကွင်းမှာတော့ဒါကျွန်တော်စီကိုပြောတဲ့တည်င်းရအောင်ဆိုလို့ရှိရင်တော့မင်းလာစစ်ကွင်းမှာဒါဂျိုးမင်းကောင်းတဲ့တလင်းတပန်းငယ်ရွာပေါ့အဲ့နေရာတွေကတော့အခြေအနေမကောင်းပေါ့ဒါတိုက်ပွဲမှာတိုက်ပွဲများဒါနေစဉ်ဖြစ်နေလေနေနဲ့လည်းဒါဘက်တူရှင်းနေတာတောက်လျှောက်ရှင်းတာဂျိုင်ကော်ဘရာနဲ့လေချောင်းနဲ့ရှင်းတယ်ဂျိုင်ကော်ဘရာနဲ့လည်းရှင်းတယ်ဒီဖျားကုန်းကနေပြီးတော့လည်းလက်နက်ကြီးတွေနဲ့ပိတ်ပစ်ပြီးတာအဲ့မှာလည်းတော်တော်လေးကိုတေကြတယ်ဒီမင်းလာစစ်ကွင်းမှာဒါမနေ့9ရက်နေ့ဆိုတော့မနေ့9နိုင်လောက်တည်းတိုက်တာနောက်10ရက်နေ့မှာလည်းထပ်တိုက်တယ်နောက်10ရက်နေ့မှာဆိုတော့ဒီမင်းလာနဲ့လက်ပတိုင်းကျမှစစ်ကွင်းနယ်မြေမှာဒါတောက်လျှောက်တိုက်ပွဲတိုက်နေတာကိုကျွန်တော်တို့အဲ့ဘက်ကကြားသိရတာရှိတယ်နောက်ပြီးတော့အဲ့ဒီသူတို့ပြောတဲ့အားလေးကဒါဂျားပြက်လေးကျွန်တော်တခုပြောပြအောင်ဒီတီဘောနဲ့ကြောင်မဲမျိုးပဲဝင်းကျင်မှာရှိတဲ့တောတောင်တွေမှာ MNDAA တွေကိုကန်တက်တွေပေါ့အများကြီးတက်ဖြောက်ထားတဲ့အင်အားထောက်ကနန်းလောက်ရှိတဲ့ကြောင်မဲမျိုးချောင်းရဲ့အထက်ပိုင်းတစ်ဖက်ကမ်းမှာလဲတဲ့ဒါကိုကန်များအင်အားထောင်နဲ့ချီတက်ဖြောက်ထားတဲ့ဒါသူတို့ကဘာရွယ်ချက်လဲတော့မသိဘူးဗျတို့ဖြစ်ပါ၍တပ်မတော်စစ်ကြောင်းများတဲ့ညီနောင်တပ်ဖွဲ့များတဲ့စီးရေးတတိလုံခြုံရေးတတိဒါရှိတဲ့တင်ပြအပ်ပါသည်တဲ့ရှမ်းတောင်ပိုင်း RCSS နဲ့ SSPP တပ်ဖွဲ့အနေဖြင့်တဲ့တောင်ကြီးမြို့နယ်ဘန်းကန်ထီခန်းတဝိုက်တွင်နဲ့ဇန်နဝါရီတရက်မှစပြီးစစ်ကားများဖြင့်အင်အားထပ်မံဖြည့်တင်တာကြောင့်နဲ့မျက်မြင်တည်င်းရရှိပါတယ်တဲ့ဆိုတော့သူတို့ဟိုဘက်မှာလည်းပြီးခဲ့တဲ့9ရက်နေ့တုန်းကလည်းပဲသူဒေတာတစ်တို့ဘာလို့ပေါ့ဘယ်ဟာတွေပါနေညာတွေပါလဲပေါ့သူတို့ဒါကျင်ညာနေတာတော့ကျွန်တော်တို့ကြားသိရတာရှိတယ်ဒါလည်းတက်မလို့ရဲ့ဘိုင်းနေမို့လို့ကျွန်တော်တို့ကအဲ့လောက်ထိကလည်းမသိဘူးကြမလေးလာလည်းမလေးလာဘူးအဓိကတော့ဒီသူတို့ဘာလုပ်နိုင်တယ်လဲဆိုတာဘာဖြစ်နိုင်တယ်လဲဆိုတာပဲကျွန်တော်တို့ကြည့်နေတာเนาะအဲ့တော့ဒီတီဘောကြောင်မဲပတ်ဝန်းကျင်တောတွေမှာတော့ဒါ MND တွေခိုးအောင်နေတယ်ရောက်လာပြီးရှိုးဝဲရောက်လာကြတယ်ဆိုတော့ဘာအကြောင်းဖြစ်မလဲပေါ့ဒါလေးပဲကျွန်တော်တို့က
လေးလာတယ်ပြီးတော့ RCSS နဲ့ SSCP ကလည်းပဲတောင်ကြီးမြို့နယ်ဘက်မှာရှိတဲ့ဘန်းကန်တို့တီကန်တို့တဝိုက်မှာဒီ TND တွေစစ်ကားရင်းနဲ့သူတို့လူအင်အားတွေအများကြီးချတယ်အကြောင်းရင်းကဘာဖြစ်နိုင်မလဲဒါလေးတွေပဲကျွန်တော်တို့ကလေးလာတာရှိတယ်နော်လေးလာတော့အဲ့ဘက်ကပြောပြလာတော့ရှိတာပေါ့ဒါတင်းလိုင်းတိုင်းမှာဆိုလည်းဒီ6မိုင်ရွာမှာတက်ကပွဲကတယ် KIA တွေချို့တည်ဆုံးတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်ကမ်ဘလူဘက်မှာကြားတော့ဗျာနတ်ပီဗာလဲနတ်ပီရွာနဲ့ဝတ်တိုးရွာရှိတယ်ဝတ်တိုးရွာအဲ့ဂျားထဲမှာရှိတဲ့လမ်းပေါ့အဲ့ရွာနေရွာဆက်တဲ့မိန်းလမ်းပေါ့အဲ့မှာ PDF တွေပကပဆိုတဲ့အကြမ်းဖက်တွေကတက်ပြီးတော့စိုက်ကယ်တွေပတ်စံတောင်းနေပေါ့အဆက်ကြီးတက်ကောက်တယ်ပေါ့ကားတွေလာတဲ့ဆိုလိုင်းတွေပိတ်ထားတဲ့အချိန်မှာဒီတက်မတော်စစ်ကြောင်းကဘယ်လိုပဲဆိုအရက်ဝတ်တွေနဲ့ပဲတက်မတော်စစ်ကြောင်းကဒါကင်းလဲရင်နဲ့တော့ပတ်ပင်တိုးတာလားမသိပါအဲ့မှာတက်မတော်စစ်ကြောင်းအမုံကျွေးတယ်အမုံကျွေးတာဆိုဘိုချစ်သူတို့ຫນွေဦးမောင်တို့ဆိုတဲ့ခေါင်းတွေပြေးလိုက်တာတေးတယ်လို့ဒဏ်ရာရတယ်လို့ဒဏ်ရာရပြစ်ခတ်တာတေးပြကြအမှန်ကန်တော့သူစက်ကြီးတက်ကောက်တာကောက်လိုက်တဲ့အချိန်ကတိတ်မကြလိုက်တဲ့အချိန်မှာတက်မတော်ကလက်ကင်းလဲနေတဲ့အရက်ဝတ်တွေနဲ့လဲနေကြတာလဲနေတဲ့အချိန်မှာတော့တိုးတာအဲ့မှာတော့ဆိုပြည်သူစစ်တွေကတက်မတော်သားတွေကအမုံကောင်တွေကိုကျွေးပြတာတော်တော်များများတေးပြီးတော့ထွက်ပြေးကြတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်ပြီးတော့ဒီဝက်လက်မှာဆိုလဲဝက်လက်မျိုးနယ်မှာရှိတဲ့တစ္ဆိတ်ရွာကိုဒါတက်မတော်ကတစ္ဆိတ်ရွာမှာရှိတဲ့အကျန်းဖက်စခန်းကိုဒါတက်မတော်ကဖိထုရှင်းလင်းလိုက်တာရှိတယ်အဲ့ဒါဝိုင်းတွဲတွေနဲ့ရှင်းနေတာအလုံးနဲ့များတယ်အလုံး90ကျော်လောက်ကိုတော်တော်ရှင်းပြတယ်လို့ကျွန်တော်အဲ့ဘက်ကကြားသိရတာရှိတယ်နောက်အဲ့ဝက်လက်အခြေချမ်းမှာရှိတဲ့ဒီကမ်းယူရွာတို့မအုပ်ရွာတို့လည်းတက်မတော်ကတောက်ချောင်းနေပြီးရှင်းနေတယ်အဲ့မှာလောင်းတာအကြောင်းကတက်ကြောင်းတောက်ချောင်းနေပြီးရှင်းတယ်နောက်ရွာတိတ်ရွာနဲ့ရေကမိုးရွာဘက်မှာလည်းစစ်ကြောင်းနေနေစစ်ကြောင်းနေသူ့ပိုင်းလိုက်အဲ့ဒီလိုဝိုင်းဝန်းပိတ်ဆို့ရှင်းနေတာတော့ကျွန်တော်တို့တွေ့ရှိရတယ်အမြန်ဆုံးဝက်လက်လည်းအေဂျင့်စီကျင်းမှာလည်းဒီစကိုင်းတိုင်းတကွင်တော့ကတော့စစ်ကြောင်းနေဒီလိုမျိုးပိတ်ပြီးရှင်းမှာပဲအဆင်ပြေမှာပဲဒီဘက်တစ်ကြောင်းသွားလို့ကျဒီကြောင်းကဘယ်လိုလာမလဲဆိုအဲ့ထိတ်မှာစောက်ပြီးတော့ဒီကောင်တွေကနေတော့မိုင်းဆွဲတာနဲ့လူအင်အားများများနဲ့တက်မလို့စစ်ကြောင်း100လောက်ပါဒီကောင်တွေ300လောက်အဖွဲ့4-5ရောင်းလောက်နဲ့ပေါင်းပြီးတော့စောက်ပြီးတော့မှတောင်းတော့ဘိုင်းဆွဲတာတို့ဟိုလူအင်အားနေတော့အချိန်မှာဝုန်းဆိုချတာတို့ရှိတယ်သို့တော်လည်းပဲအခုတက်မတော့အဲ့လိုမဟုတ်တော့ဘဲနဲ့စစ်ကြောင်းတွေကိုဒီကတစ်ကြောင်းဟိုကတစ်ကြောင်းဆိုဒီကောင်နဲ့ဒီမှာတိုင်ဝမ်မှာဟိုဘက်ကအမြန်ဆုံးပစ်ကူနဲ့စစ်ကူနဲ့ရောင်းဆိုပြီးတော့စနစ်တကျလုံနေတာတော့တွေ့ရတယ်တွေ့ရတဲ့အခါကျတော့အကြမ်းဖက်တွေရဲ့ထွက်ရလန်းကတော့နောက်ဆုံးတလန်းပဲရှိမှာပေါ့ဒီလိုပဲပြောရမှာနော်တက်မတော့ကတော့ကောင်းကောင်းနေနေရှင်းနေတာတွေ့ရတယ်တက်မတော့နေနေရှင်းရတဲ့ပြည်သူတွေအေးချမ်းမှုကတိုင်းပြည်အေးချမ်းမှုရှင်းနေတာပေါ့နော်ဒါလိုပဲကျွန်တော်ပြောရမယ်ဒီရွှေဘုံမြို့အနီးမှာရှိတဲ့ဒီပေါချမ်းရွာမှာရှိတဲ့အကျန်းဖက်စခန်းတစ်ခုတက်တော့ကဗီဒီယိုရှင်းလင်းလိုက်တာရှိတယ်။အဲဒီမှာကျွန်တော်တန်းတဲ့တချို့ဟာလေးတွေကိုဗီဒီယိုပုံလေးနဲ့တော့ပြတာပဲမှာပေါ့ပြတာပဲမယ်။တော့ဆိုတာအကျန်းဖက်ဒီရဲ့တည်ဆုံးပုံလေးတည်ဆုံးတာမျိုးပြတော့ပါဘူး။ဒီကျွန်တော်ထိမ့်သိမ့်နဲ့မီးလောင်တာတွေပါညာလေးတချို့ဟာလေးတွေကျွန်တော်ပြပေးမယ်နော်။ပြီးတော့ဝက်လက်ကမ်းယူရွာဘက်ကိုလည်းတောင်းတော့ကစစ်ကြောင်းထိုးနေတယ်။အကျန်းဖက်ဒီဆိုလို့ရှိရင်တော့လက်ကုံနိုင်ပေါ့ဗျာဒီလိုပဲပြောအောင်ပါနော်ပြီးတော့ကျွန်တော်ဒီဘက်ဆက်ဆက်ယူဘက်မှာရှိတယ်ဗျာဆက်ဆက်ယူဘက်ကျမှကျဒီစောပြကြီးရွာပဲပြောမှာစောပြကြီးရွာမှာဟို ARD PDF လို့ပဲပြောမှာပေါ့အဲ့မှာပါရေတရေဆိုတဲ့ကောင်လားမသိပါဘူးသူတော့ပဲရေတရေဆိုတဲ့ကောင်တော့ခေါင်းညိုပြဲပြီးတော့မှမီးကျုံးနေပြီးတော့မှခန္ဓာကိုယ်ခေါင်းပိုင်းရမရှိဘူးဖင်မိုင်းရကြတော့လည်းခြေထောက်သေးပါရင်မရှိတော့ခန္ဓာကိုယ်အလဲအလုံးလောက်လေးနဲ့နည်းနည်းလေးပဲရှိသူတပည့်ကတော့ခန္ဓာကိုယ်ကောင်းကောင်းမွန်နဲ့တွေ့တယ်တည်ဆုံးတာပေါ့ဟိုတက်မောက်ကဟိုနေ drone တွေနဲ့လက်နဲ့ကြီးတွေနဲ့ပြစ်ထုရှင်းနေတယ်အဲ့မှာလည်း AD လည်းတော်တော်တည်ပြီးတော့လစ်ပြီးထွက်ပြေးကြလို့ရှိတယ်နောက်တစ်ခါကျဒီကြောက်ပြူ6မြောက်ဘက်ဆိုလဲဒါ drone တွေနဲ့တော့ဆိုတက်မောက်ကရှင်းလင်းနေတာရှိတယ်အဲ့ဒါလေးလည်းကျွန်တော်ဗီဒီယိုလေးတွေအစီအပြေပြပေးပါမယ်နော်ဒီနောက်တစ်ခုကျတော့ရခိုင်ဘက်ကသူတပြန်ကိုတပြန်လိုမျိုးတော့တချို့နေရာတွေမှာတွေ့တယ်ရိုးဘက်တွေမှာလည်းသူတပြန်ကိုတပြန်လိုမျိုးတော့တွေ့နေရတယ်ပဲနေနေတော့ကျွန်တော်တို့သိပြီးတော့ပြောလို့မရတယ်တချို့သတင်းတွေကြတော့အဲ့ဒီရခိုင်ဘက်ကကြတော့အပြင်သိမ့်မထွက်တာများတယ်ထွန်းမြတ်နိုင်ကတော့မွတ်စလင်တွေနဲ့ပတ်သက်ပြီးတော့ဦးစားပေးတွေဒါလုပ်နေတာတော့တွေ့ရတယ်ဦးစားပေးမွတ်စလင်တွေနဲ့ပတ်သက်ပြီးတော့ဦးစားပေးလုပ်နေတယ်မွတ်စလင်တွေတော့တော်တော်များများစီးအောင်တာတွေ့ရတယ်မောင်တော်ဘက်မှာလည်းဒီအာစာတွေဘက်ကလွဲလို့ပေါ့အားလဲဆိုလို့အာစာတို့ဘက်ကလွဲလို့ဒီဘက်မွတ်စလင်တွေကိုတော့သူနေရာတော်တော်များများပေးနေတယ်ရဲဌာနတွေမှာပေးတယ်စစ်ဘက်ဆိုင်ရာတွေမှာပေးတယ်နောက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေမှာပေးတယ်ထွေအုပ်တို့လိုပုံစံမျိုးပေါ့နော်အုပ်ချုပ်ရေးမှု1တို့2တို့ဒါမျိုးအတွင်းမှုတို့သူအဲ့လိုဘိုင်းတွေမှာပေးတယ်ဟိုတွေ့ရတယ်အဲ့တော့မွတ်စလင်တိုင်းမွတ်စလင်ပြည်နယ်ဖြစ်မလားဘာဖြစ်မလားတော့မသိဘူးတောင်းတော့ခုချိန်မှာ
ပြည့်ပြည့်သားသားတော့မရှိသေးတော့ကျွန်တော်တို့ကလည်းကြည့်အောင်ပါနော်ပြည့်ပြည့်သားသားမရှိသေးတော့ဘယ်နောက်တော့တိုက်လိုက်ဘယ်နောက်တော့အပြတ်ရှင်းလိုက်ဘယ်နောက်တော့ဘာတော့ပါအဲ့ဒါမျိုးတော့မတွေ့သေးဘူးဟိုနားလေးဒီနားလေးဟိုနားလေးတိုက်လိုက်ဒီနားလေးတိုက်လိုက်ဟိုနားလေးတိုက်လိုက်ဒီနားလေးတိုက်ဒါမျိုးတော့တွေ့ရတယ်တိုက်တဲ့နေရာတိုင်းမှာတော့သူတပြန်ကိုယ်တပြန်နေတော့တွေ့နေရသေးတာပဲပြည့်ပြည့်သားသားဟိုရှင်းသွားပြီဆိုတဲ့နေရာကြရင်တော့ဒါဝမ်းသာစရာပေါ့နော်ကိုချိန်မှာတော့တိုက်ပွဲတိုက်နေရဆိုတော့အဆုံးပြတ်တော့မရှိသေးဘူးပေါ့ခိုင်ရနည်းနည်းကျန်တဲ့အဖွဲကြီးတဲ့စာလို့ရှိရင်ရခိုင်နည်းနည်းလေးပါနှက်တယ်သူတို့နေအောင်သူတို့ကျွမ်းကျင်တဲ့ပုံစံရှိတယ်အဲ့တော့ပူတတိထားမယ်လို့ပဲပြောရမှာပေါ့ဗမောဘက်လည်းတိုက်ဝတာကနာ AC ပဲကနာ AC ပဲဗမောဘက်တိုက်ဝရှိတယ်ပြီးတော့နောက်တစ်ခါကျတော့ကချင်ဘက်မှာလည်းမြို့တစ်မြို့ဟိုစုံလုံးလာတာရှိသေးတယ်ခေါ်စစ်ဆင်လိုက်တာကျွန်တော်တွေ့လိုက်သေးတယ်နော်အဲ့တေးကြမသိသေးလို့ကျွန်တော်တေးကြမြို့နာမည်လည်းမပြောသေးပါဘူးတေးကြကျွန်တော်စစ်ကြည့်လိုက်ပါဦးမယ်သူတို့ဘက်ကဒါသတင်းတွေပဲကျွန်တော်တို့လှမ်းပြောတာရှိတော့ဟိုတိုင်းငင်ရွာမှာဒါတက်မလို့ပွဲကနေရရှိတယ်မလားရက်ကနည်းနည်းကြာပြီဒါပေမဲ့အခုအဲ့ဒီတိုင်းငင်ရွာကိုတက်မလို့ကအကုန်လုံးပြန်လဲထိန်းချုပ်ပြီးသွားပြီလို့ကျွန်တော်ကြားသိရတာရှိတယ်ဒီတိုင်းငင်ရွာဆိုလဲချင်းပြည်နယ်ဘက်ကိုဝင်ပေါက်တဲ့နေရာမှာတကယ်အရေးပါအရာရောက်တဲ့နေရာလို့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်ပေါ့ဟိုတချို့နေရာတွေကျတော့တက်မလို့ကလည်းပြန်လဲထိန်းသိမ်းပြီးတိမ့်ပိုက်ပြီးသားပြီလို့ကျွန်တော်တို့ဟိုကြားသိရတယ်ပေါ့နော်တချို့နေရာတွေမှာလည်းတက်မတော်ကတိုက်ပွဲတွေတော့တောက်ချောက်တိုက်နေတာတော့ရှိတယ်နောက်တိုက်ပွဲအသေးငယ်လေးတွေတော့အများကြီးကျွန်တော်တို့တွေ့နေရတယ်သိနေရတယ်မိုင်းဆွဲတိုက်ခိုက်ခိုင်းတာရှိတယ်တက်မတော်ကသွားတိုက်တာရှိတယ်ကျို့အသေးပွဲလေးတွေကြတော့ကျွန်တော်တို့ပြောနေတော့ပါဘူးအဓိကကတော့ဒါအမိန်ချက်ကြီးတွေဒီတိုက်ပွဲတိုက်နေတာလေးတွေကိုတော့ကျွန်တော်တို့ဒါကျွန်တော်ညီကောင်မလေးဟိုစစ်ဘေးရှောင်ညီကောင်မလေးတည်နေခြင်းနဲ့ကိုမျိုးကိုရနေမှာကိုပဲထိပြန်မလဲဆိုတော့သိစေချင်လို့ပိုင်ပြပြပေးတာဖြစ်ပါတယ်။နောက်အားလုံးလိုတာပြကြပါစေဗျာ။မျိုးတွေမင်္ဂလာပါဗျာ။ဒီနေ့က9ရက်တလပိုင်း2000နဲ့မှ26ဖြစ်ပါတယ်ဗျာ။ပထမဆုံးဆိုတာဖြင့်မောင်ရွာနမကတိုင်းမှုကိုကျေးဇူးတင်ပါတယ်။ဒါကျေးဇူးတင်တယ်လို့ဒီထက်လည်းဆောင်ရွက်ပေးနိုင်အောင်မလို့ထင်ပါတယ်ဗျာနော်။ပေါ်မြို့နယ်တောင်ပိုင်းကိုတနေ့ရရိတ်ခါချတယ်ဝိုင်တွဲနဲ့နော်ဒါပေမဲ့ဒီတော့နေရတော့အစတိတ်မပြေသေးဘူးပေါ့နော်ဒီပေါ်မြို့နယ်တောင်ပိုင်းဆိုတော့တွားလာတာလည်းတိတ်ပြီးမှတော့တကယ်တွားရင်တကယ်ရောက်ပါလေဒါနော်တကယ်သွားလို့ရှိရင်တကယ်သားကြီးနဲ့ဆွမ်းစားစရာမလိုတော့ဘူးလို့ထင်ပါတယ်နော်အတူတူရေးတဲ့စာလေးကိုပဲဦးစင်းကဒါဒူတိုင်းမှုကြီးကိုလည်းထူးကျေးဇူးတင်ပါတယ်နော်ဒူတိုင်းမှုကြီးကိုလည်းဒါတိုင်းမှုစီပို့ပေးပါအောင်ဆိုပြီးမှဦးစင်းကနေမှတစ်ဆင့်စာပို့ပေးတာပေါ့နော်ဒါလည်းဦးသိရအာဝတစ်ချက်မှပါပါဗျာနော်သူတို့အာဝရှင်ဘုရားတဲ့တပည့်တော်တို့ပေါ့တောင်မှရိတ်ခါရင်တန်းလေးပို့ပေးရတယ်မှာပြောပေးပါဦးရှင်ဘုရားခုထိတောင်ပိုင်းကိုရင်တန်းပို့ပေးမှအနေထားမရှိသေးဘူးခင်ဗျာတဲ့ပလန်ချတာလည်းမကြားရဘူးရှင်ဘုရားတဲ့ပို့ပေးမဲ့အစီအစဉ်လည်းမရှိနေပဲအရှင်ဘုရားတောင်ပိုင်းကိုလည်းပို့ပေးဖို့ရွာချင်းစာနာပြီးတနာလည်းပြောဒီတိုင်းပဲပြထားတော့မှလားခင်ဗျာတဲ့ဒါကြီးတော့ပြောရရင်ကျုပ်ပဲအာနာရှိတယ်လို့ပေါက်ပေါ်တော့ပဲလုံးပိုင်ဝင်ရှိတယ်လို့ပေါက်ပေါ်တော့တာပေါက်တော့လုံးပိုင်ဝင်ရှိတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ရိတ်ခါဆိုစားနေရိတ်ခါဆိုဘူးလို့ခင်ဗျားတို့အဲ့လိုကိုစာရေးပြီးပြောစရာမလိုကြလားနည်းနည်းလေးတောင်ငဲမကြည့်တော့ဘူးလားလို့ရှင်ဘုရားတဲ့ထက်လူကြီးမှတိအောင်တပည့်တော်ဟိုစားတပည့်တော်တို့မှာအားကိုးရမယ်စားစရာမရှိဝတ်စရာမရှိဆေးဝါးကမပြည့်စုံနဲ့ရွာကလူတွေလည်းမတည်တင်မဲနဲ့တည်နေကြရတယ်ဘုရားတဲ့တပည့်တော်တို့အဆွေဖျားကလူတွေပြည်လူတွေကလည်းလူသားတွေကလူတွေပါဘုရားတဲ့အရှင်ဘုရားအားကိုးလို့မျောနေရတဲ့အားကိုးတကြီးနဲ့စောင့်နေရတဲ့ဒီပြည်သူစေရွာတွေကိုဒီတိုင်းပဲပြစ်ထားတော့မှလားတဲ့ဒီတိုင်းပဲကြည့်အောင်မကြည့်တော့မှလားလို့ပဲထက်ကလူကြီးတွေကိုတိအောင်ပြောကြားပေးနေပါတယ်ရှင်ဘုရားတဲ့တပည့်တော်တို့ကအကူအညီတောင်းခံတောင်းပန်ပါတယ်ရှင်တကယ်လည်းမတိကြလားမတိကြအောင်ပဲစောင့်နေတာလားရွာကပြည်သူတွေပြောရရင်တော့ရွာလူရွာသားတွေပြောတယ်လို့ပဲဒီအဲ့ဘက်ကိုမပို့နိုင်တော့တာလားဒီတိုင်းပဲကြည်ကောင်းနေတော့မှလားဆိုတာလေသိသိချင်ပါတယ်ရှင်ဘုရားတဲ့ညလာပြက်လာပါပြီဗျာတဲ့အဲ့လိုလေးကိုရင်ဆိုင်နေရတယ်အာကိုတကြီးနဲ့စောင့်မျှော်နေရတယ်အာကိုရဂျိုတိတ်မနှက်လာပါဘူးအားလုံးကထိနေပြီအားလုံးကမရှိတော့ဘူးမတည်သေးတဲ့လူတွေလည်းတည်ကြတယ်အသက်ရှင်နေရတဲ့နေရတာဗျာတကယ်လို့ရိတ်ခါရင်တန်းလေးတော့မပို့နိုင်တော့ရင်လည်းတောင်ပိုင်းရွာလေးကိုပေါင်900လုံးစီပဲခြာပေးလိုက်ပါဗျာတဲ့ငါ့ပြက်ပြီးနေရတဲ့စာရဲတဲ့တရားတာကပုံမြတ်တယ်ဆိုတဲ့ဘောဗျာနော်အဲ့ကျေးဇူးထူးတင်ပါတယ်တဲ့ဒီနေ့တောင်ပိုင်းကိုအပေါ်ကနေခြာပေးတယ်ဗျာအဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အရှင်ဗျာတဲ့ဒါကတော့ပေသူစေရွာတွေကနှစ်ချီလာဗျာနှစ်ကိုမကတော့ဗျာ2နှစ်လောက်3နှစ်လောက်ရှိနေဒီရိတ်ခါခက်ခဲတွေ့နေတာဗျာနော်အကျန်းဖက်တဘုံကရိတ်ခါတွေပေါ်များပြီးမှအကျန်းဖက်တဘုံတွေရိတ်ခါတွေပေါ်များတယ်ဆိုတော့စိတ်ထူလန်းနေရမြင်မျက်နှာတစ်ခုတည်းပဲကြည့်လာဗျာနော်ပြီးလိုက်လို့သူတို့ရဲ့ဒီအကျန်းဖက်ရွာတွေကဒီနန်းနေလာလို့ရှိရင်ပတ်စံပြီးဖြတ်ခွန်ပေးလိုက်တာဗျာနော်ဒါတွေကမယုံမရှိပါနဲ့ဗျာနော်မယုံမရှိပါနဲ့
ဒါတွေကမွေးထားတာတော့အောက်မြရတယ်တခါတလေဆိုလို့ရှိရင်နော်ဒါမျိုးပြည်သူစစ်ရွာတွေကြတော့ဒီကိုင်းလေရဲစခန်းတို့ဆိုလဲတကယ်လူတော်တွေနော်ဥစစ်ကိုင်းလေရဲစခန်းရဲတွေဆိုလို့ရှိရင်ရာစုမောင်းတို့အဲ့ဒီရနေတဲ့ဘိုးလေးတွေတကယ်လေးစားစရာကောင်းတဲ့လူတွေရဲရည်တယ်မှာနော်တကယ်လေးစားစရာကောင်းတဲ့လူတွေအဲ့ဒီမှာလူတို့တွေရှိရတာလေးနဲ့ဒီကိုင်းလေဆိုတာရွာကြီးကြီးဗျာနော်အဲ့ရွာကြီးအဲ့ကိုင်းလေစခန်းလေးနဲ့ခုကန်တာပဲနော်အဲ့ဒါကိုင်းလေတို့အဲ့မှာပင်တော်တို့တိချိုကုန်းတို့ဝင်ကျုံတို့တို့နော်ပင်တော်တို့ဒီတချို့ရွာတွေကတော့ဒါပင်တော်ကတော့ပါသွားပြီထင်တယ်ဗျာနော်ဝင်ကျုံလားပင်တော်လားမတူဒါရန်တုလျောက်ကိုကြာပါဒီရွာလုံးမိရှုခံလိုက်ရတယ်နော်ဒါပြောရတော့ဒီကျန်တဲ့ရွာတွေတချို့ကုန်းတော့မာကန်ရွာတွေတက်ကုန်းတို့အိုင်နာတော့ပဲငေါ့မှုနဲ့တောင်းတယ်တကယ်လေးစားစရာကောင်းတဲ့ရွာတွေနော်တကယ်ကိုနောက်တစ်ချိန်မှာဒီရွာတွေကိုခင်ဗျာတကယ်ကိုအတိမတကယ်ကိုလူတို့တွေကိုလုတ်ပေးနေတဲ့နိုင်ငံတော်အစိုးရအနေနဲ့ဒါလုတ်ပေးရမယ့်အရာတွေအများကြီးရှိတယ်ဒီရွာတွေမှာတကယ်နိုင်ငံပေါ်တစ္ဆာရှိတဲ့ရွာတွေနော်အဲ့တော့ကြက်ခိုင်လူကြီးတွေလည်းဒီရွာလေးတွေကိုတော့ခင်ဗျားတို့ပြတ်မထားသေးဘူးဗျာနော်ဒီပေါက်ပြုတ်တဲ့တောင်ပိုင်းမှာဆိုတာကြက်ခိုင်အမားကတောင်းပြီးရွာတွေဗျရန်လေးစားစရာကောင်းတဲ့ရွာတွေနော်ဒကာကြီးတို့လည်းဒါခင်မှာဒကာကြီးတို့အစိုးရဖွဲ့နိုင်တော့မှာပါနော်အစိုးရဖွဲ့နိုင်တဲ့အချိန်မှာလည်းဒီရွာမဖွဲ့နိုင်ခင်မှာလည်းဒကာကြီးတို့စွမ်းနိုင်တယ်မြကူညီပေးဖို့အပေါက်ပြုတ်နယ်မှာတော့လည်းရွေးကောက်ပွဲတော့တတိယကြိမ်လာမဖြစ်တော့မှကျန်တဲ့ကြိမ်ဖြစ်မယ်အဲ့တော့ခင်ဗျားတို့ရွေးကောက်ပွဲချိန်ကြမှာဟာတူရဲကောင်းကြီးလို့ဘာကြီးလို့မလုပ်နဲ့ခုပေါင်းမြို့နယ်မှာရုပ်ခမောင်မျိုးခင်ဗျာရန်လေးစားစရာကောင်းတယ်တော်တဲ့လူတွေရောကြက်ခိုင်ဦးလေးလက်ထက်တော့အခုကတော့ခင်ဗျာအကျိုးကငကိုကပုံစံဇက်မှကိုမရှိတော့ခင်ဗျာပေါင်းလို့တော့မနေဘူးဗျာနိုင်ငံကောင်းဆောင်လုံးမဲ့သူကရွေးကောက်ပွဲကိုပေါင်မဲ့သူကရွေးကောက်ပွဲကိုရှင်းပြိုင်မဲ့သူကဗျာပေါင်းမျိုးကိုဒေတာကိုမျိုးတော့မနေရဘူးဆိုတော့ပြီးရောဗျာဟုတ်လားဒီလိုစစ်တွေနဲ့ဘာတွေနဲ့ခင်ဗျာအဲ့မှာထားခဲ့တယ်ဗျာဟိုကနေရာလဲဖယ်မပေးရင်နေရာလဲလိုချင်ခေါင်းဆောင်ကောင်းလဲမပြီးတတ်တဲ့အထက်ခင်ဗျားတို့ကထိတ်ဆုံးကပါပါတယ်ဗျာနော်မကျေနပ်တရားဆွဲလို့ရတယ်နော်ပြောကဒါပြောကပုံမလေးလေးပြောတာခင်ဗျားတို့လူတွေကနောက်ထပ်ဒကာကြီးခင်ရမျက်စိမှပြီးမှခင်ဗျားကရွေးမြင်တော့ပြောကတော့ပေါက်သွတဲ့အတွက်ကျင်းလာတယ်ဆိုလိုပဲဗျာနော်ဘာလို့လုံးဆိုတော့ခင်ဗျားရေးချေးရှိပြီးတော့ပြီးမှခင်ဗျားမှာခေါင်းဆောင်ကောင်းမရှိဘူးနော်ခေါင်းဆောင်ကောင်းမရှိပေါက်ပြောမှာဆိုလို့ရှိရင်ဟိုကာဝယ်နေတဲ့လူတွေတက်ခိုင်ရလူတွေပဲများတယ်နော်တက်ခိုင်ရလူတွေပဲများတယ်ဟုတ်ပြီဒီမျိုးပေါ်မှာမနေကျင်လို့အခြားမျိုးမှာနေပြီးကြတဲ့ဟာတွေလည်းကုညီထောက်ပံ့နေတာဆိုတော့ကုညီထောက်ပံ့မှုတခါကြီးမှလုံးဝမရှိဘူးဒါကအပြစ်ပြောတာမဟုတ်ပါဘူးเนาะနောက်လူတွေရွေးချယ်မဲ့အခါမှာဦးဇင်းတို့ကတကယ်ပြည်သူလူထုညနာကြည့်ရတဲ့လူတွေတကယ်ခေါင်းဆောင်ကောင်းပြီးသားတဲ့လူတွေဦးဇင်းတို့ကလူလာတာလူကျင်တာပြเนาะဒါလေးလည်းဦးဇင်းတို့ကဒါတိအောင်ပြောပြခြင်းဖြစ်ပါတယ်เนาะအဲ့တော့နမကတိုင်းမှုကြီးတွေနဲ့ကရှေ့ချောက်ပြီးလဲဦးဇင်းတို့ပေါက်ပြတဲ့တောင်ပိုင်းတွေကိုဒီထက်မကရိတ်ခါလေးတွေဆက်မပြတ်လှုပ်ဆောင်ပေးဖို့ပါတယ်ကျေးဇူးတင်လုပ်ပေးပါပဲเนาะဒီကိုင်းလေရဲစခန်းကိုလည်းဒကာကြီးရိတ်ခါကိုချပေးပါဦးကိုင်းလေရဲစခန်းမှာလိုအပ်တဲ့အရာလေးတွေကိုဖြည့်ဆည်းပေးပါဦးလို့ပြောချင်ပါတယ်ဗျာเนาะဦးစင်းသာရဲကျုပ်ဆိုလို့ရှိရင်လုတ်ပိုင်ဝင်ရှိတဲ့ရဲကျုပ်တူဆိုလို့ရှိရင်အဲ့ကိုင်းလေရဲစခန်းလူတွေကိုဟုတ်လားလူရဲကောင်းစုတွေတန့်အကုန်တန့်ပေးပလိုက်ပါတန့်ပေးပါမင်းတို့ဒါလူမှန်နေရာမှန်ဆိုထိုက်တယ်နော်ဦးစင်းဂုံပြုမယ်သူတို့လဲကြာပြီဟုတ်လားအဲ့တော့ရဲတချို့ရဲတွေမြို့ပေါ်မှာနေတာကြာပြီမြို့မှာနေတော့သူလည်းညှိဝေးတော့ပြီနေရာလေးပါလေးလည်းပျောက်ပေးနေတယ်လို့ဦးစင်းကတော့တုံးတက်ချင်နော်သူတို့လည်းရွာမှာဗျာဖြစ်ကြရလူတို့လည်းတိုက်ခိုက်လုပ်နေရတာဗျာတကယ်ရဲတော့မလူတော့တကယ်ကွန်မန်လို့ရဲတွေတကယ်ဖိုက်တာရဲတွေလို့တော့ပြောလို့ရတယ်ဗျာနော်ဒါပြောလို့ရပါတယ်ဇီးပြားမှာတော့ဒါဇီးပြားစခန်းမှုကတော့ဒါပေါက်မျိုးကိုရောက်ပြီဗျာနော်သူလည်းစွန့်စားစားနဲ့လုပ်ခဲ့ရတာအများကြီးပဲဒါနဲ့စုရောက်မကြောက်ဘူးဗျာဦးစင်းကိုတော့သူအကူကြီးတောင်းတယ်သူ့ရဲ့ကိုရေးကိုရာလေးပေါ့ဗျာဘာလဲဆိုတော့ကိုကလည်းဟုတ်လားအပြစ်ရှိအပြစ်ကင်းမကင်းခင်ဗျဇီးပြားရောက်မှနေတာဗျာအပြစ်ကရှိမလားဗျာအပြစ်ရှိရောလည်းခွင့်လို့ပေးလို့ရတဲ့အရာတွေဗျာလွတ်လပ်ရေးနေရာလည်းပြီးသွားပါပြီနော်တကယ်ဆိုဒီလူတွေဆိုလည်းရဲဗလာသူများထိုက်တိုင်တဲ့လူတွေနော်ဇီးပြားတဲ့ကတော့အော်လက်နဲ့တွေလည်းမြန်မာဆိုရတယ်ရန်သူခဏလာတိုက်တဲ့ခါကိုလည်းသူဒီခုခံကာကွယ်နိုင်ခဲ့တယ်ဆိုရှင်ဥဆောင်နိုင်ခဲ့တယ်အများကြီးပါဗျာပြောရရင်တော့အများကြီးပါနော်အဲ့မှာဇီးပြားစခန်းမှာနေတဲ့စစ်သားတွေအဲ့မှာရဲတွေအဲ့မှာပြည်သူစစ်တွေလည်းအရန်တော်တယ်ဒါရိတ်ခါတော့ဇီးပြားတော့ဒါတနစ်လောက်ကတော့ဖူလုံသွားပြီလို့ထင်ပါတယ်ဗျာနော်ချွေးသားစားကြပါဗျာဇီးပြားနော်အဲ့မှာဇီးပြားတရောကိုင်းတော့ချွေးသားပြီးမှစားကြပေါ့နော်ဒါရိတ်ခါတွေရောက်ပြီဆိုလည်းအများကြီးလည်းမစားကြနဲ့ပေါ့နော်ချွေးသားပြီးမှစားကြနော်ဒါမိုးရင်းကာလာရောက်တဲ့ခါကျခက်ခဲတွေ့သွားလိုက်မယ်နော်အဲ့တော့ဘာပြောနမကတိုင်းမှုကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်ဦးဇင်းတို့ပေါက်မြို့နယ်တောင်ပိုင်းကိုလည်းဒါတကယ်စီမံချက်ကောင်းကောင်းနဲ့ရိတ်ခါကိုလုံလောက်မိုးရင်းကာလာမရောက်ခင်မှာရင်တန်းနဲ့ပို့ပေးဖို့တော့ကိုပေါက်ကိုတော်ကနေမှဒါရဲတွေရဲ့ကိုစားစစ်သားတွေရဲ့ကိုစားပတ္တသားတွေပြည်သူစစ်တွေရဲ့ကိုစားပြည်သူတွေရဲ့ကိုစားအနူးအညွတ်ဒါရင်ထဲနှလုံးသားတွေကလှိုက်လဲမေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်ဗျာနမကတိုင်းမူကြီးလည်းစိတ်ချမ်းသာကိုကြီးကြမ်းမှခြင်းမှနဲ့ပြည့်စုံပြီးအတရကင်းလို့ဘေးရှင်းပြီးတိုင်းပြည်ကျိုးလူမျိုးကျိုးဘာသာတရဏကျိုးကိုဒီထက်မကကာကွယ်ဆောက်ရှောက်ထောက်ပံ့နိုင်ပါစေဗျာ